ဒီ APP လေးကို MTU link ထည့်ပြီးတော့အသုံးပြုနည်းတွေရှင်းပြပေးပါနော်ဒီ APP လေးကိုကျွန်တော်တို့တနည်းရတောင်းလိုက်ပါဗျာပြီးရင်ဖွင့်ပါမယ်ဒီစတော့မှလည်းတောင်းလို့ရတယ်နော်ဖွင့်မယ်ဒီနေရာမှာ nick company ပဲနဲ့နောက်ကကျွန်တော်တို့ကြော်လိုက်မယ်ဗျာ SKIP ပြီးရင်အောက်မှာတော့ကျွန်တော်တို့ MORE ဆိုတဲ့ module အဲ့ဒီကောင်နှိပ်မယ်နော်အဲ့ဒီကောင်နှိပ်မယ်ပြီးဟိုမှာပေါင်းလက္ခဏာလေးနဲ့ EEW STREM ဒီစတုံးအဲ့ကောင်နှိပ်လိုက်မယ်ပြီးဒီနေရာမှာကျွန်တော်တို့ M3U link ထည့်မယ်နော်ကျွန်တော်ပြရတဲ့ link ထည့်ပေးရဒီကောင်ဒီစာလေးဖြတ်လိုက်မယ် M3U link ကကျွန်တော်တို့အဲဒီကန်ထဲမှာသာရှာပြီးတော့ယူလို့ရတယ်နော်အတိတ်မြေတမ်းပေးနေပါတယ်အမှကျွန်တော်ရဲ့ M3U link ကိုထည့်ပါမယ် https ဟုတ်ကဲ့နေလေပါတော့M3U X ပြီးဒီဘက်မှာကျွန်တော်တို့အဝါရောင်နော်မြားလေးကိုနှိပ်ပါနော်ကျွန်တော် keyboard ဖြောက်လိုက်ပါဦးkeyboard ဘက်နဲ့ထောက်လိုက်မယ်ပြီးရင်မှာအထိတ်ကအားလေးနှိပ်လိုက်မယ်ဒါဆိုကျွန်တော်တို့ M3U link ကိုတန်းဖွင့်အောင်ပါပြီပေါ့နော်ဒီနေရာမှာကျွန်တော်နှိပ်ဖို့တဲ့ခလုတ်လေးတွေပေါ့နော် control လေးပေါ်တာကလေးတို့နှိပ်ပြီးတော့သွားလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ line တွေပွင့်နေပါပြီပေါ့နော်ကျွန်တော် M3U link နဲ့ line တွေပေါ့နော်တော့ line ကိုရှာမယ်ဆိုရင်ပေါ်မှာမြင်းလေးချောင်းလေးအဲ့ဒီကောင်လေးကိုနှိပ်လိုက်မယ်နော်ဒီမှာမြင်းလေးချောင်းနဲ့လေးရပုံစံလေးအဲဒီမှာကျွန်တော်တို့ကြည့်ချင်တဲ့ line ကိုရှာပြီးတော့နှိပ်ပြီးကြည့်လို့ရပါတယ်နော်ဒီမှာကလို့ပေါ်ပါနော်ကျွန်တော် music အတန်လေးတော့ပိတ်ထားပါဖုန်းကကျွန်တော်စောင်းလိုက်တာဗျစောင်းလိုက်တော့သူကစောင်းလိုက်တော့ကျင်သွားတယ်မနော်စောင်းလိုက်တော့လည်းတူတူပါပဲဟိုပေါ်ကမြင်းလေးကြောင်းနှိပ်လိုက်မယ် line ကြီးတက်လာမယ်ဟို line ကြီးပေါ်လာမယ်နော်တခုပြောချက်ရှိတာဒီ MTU link မှာ support line ရှိတယ်နော် BNS support line ဒီကောင်တွေက line လာကနေ9မိနစ်လိုလောက်မှပွင့်ပါတယ်နော်ကျန်တဲ့ချိန်မှာပွင့်ပါဦးလေဟုတ်ကဲ့အဲ့ဒါလေးပါဒါဆိုစင်ပြေမယ်ထင်ပါတယ်နော်ဘာမှတော့မခက်ပါဘူးဗျဘလုံးလဲစင်ပြေကြပါစေနော်